ထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝစ်ထရာဟာမကြခင်မှာအကျဉ်းထောင်ကနေခံဝင်နဲ့လွတ်မြောက်တော့မှာဖြစ်ပါတယ်။တရားရေးဝင်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်အရခံဝင်နဲ့လွတ်ပေးမဲ့အကျဉ်းသား10ဦးစည်ရင်းမှာသက်ဆင်ပါဝင်နေတာကိုအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။မူလကထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရပေမဲ့နိုင်ငံတော်အပေါ်ကောင်းမှုပြုခဲ့တာကြောင့်ထောင်ဒဏ်1နှစ်အထိလျှော့ပေါ့ပေးခြင်းခံခဲ့ရသူပါ။ကျန်းမာရေးတက္ကနာကြောင့်ရဲစေးရုံမှာကာလရှည်ကုသမှုခံယူနေစဉ်အတွင်းအထူးအခွင့်အရေးရနေတဲ့ဆိုတဲ့ဝေဖန်မှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့မှာတော့ကလောင်ပယံဗဟိုအကျဉ်းထောင်ကိုပြန်လည်ပြောင်းရွှေ့ခံခဲ့ရပါတယ်။အကျဉ်းဦးစီးဌာနရဲ့သတ်မှတ်ချက်အရအကျဉ်းစာရိတ်တကောင်းမွန်ပြီးပြစ်ဒဏ်ရဲ့3ပုံ2ပုံဖြစ်တဲ့10လပြည့်မြောက်သွားပြီဖြစ်တဲ့အတွက်အခုလိုလွတ်မြောက်ခွင့်ရရှိတာပါ။မီဒီယာတွေကတော့မေလအတွင်းလွတ်မြောက်မယ်လို့ခန့်မှန်းထားကြပေမဲ့လုံထုံးလုံနည်းတွေကြောင့်နောက်ထပ်2လခန့်အထိကြာမြင့်နိုင်ပါတယ်။လွန်မြောက်လာပြီးနောက်မှာတော့သူနေထိုင်မယ့်နေရာကိုရဲစခန်းမှာသတင်းပို့ရမှာဖြစ်ပြီးအသက်အရွယ်နဲ့ကျန်းမာရေးအရ electronic ခြေချင်းဝစ်စင်ဖို့လိုမလိုကိုတော့ဝင်ကြီးဌာနကဆက်လက်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။